အာဖရိကကကလေးငယ်လေးတွေရဲ့ဘဝကတကယ့်ကိုကြမ်းတမ်းလွန်းလာပါတယ်။မွေးကင်းစအရွယ်လေးပဲရှိသေးပေမဲ့ခန္ဓာကိုယ်ကအခက်အခဲတွေကိုအန်တုဖို့အစင်သင့်ဖြစ်နေရရှာတယ်။မွေးဖွားပြီးတိတ်မကြသေးခင်မှာပဲအမေဖြစ်သူကလက်တစ်ဖက်ထဲနဲ့မြောက်ကင်ပြီးလှုံရမ်းနေတာကြည်ရင်နဲ့တောင်ရင်တထိတ်ထိတ်ဖိရပါတယ်။ရေချိုးပေးတဲ့အခါမှာလဲကျွန်တော်တို့မြင်တွေ့နေကြတဲ့ပိုးပြီးခတ်ခဲ့ပါတယ်။ကျန်းသားနဲ့ brush တွေနဲ့ပိုက်ကွန်းစီတွေနဲ့ကလေးရဲ့နုနယ်တဲ့အသားရည်ကိုအားရပါရတိုက်ချွတ်ပေးနေတာပါကလေးငယ်လေးမှာတော့နာကျင်လွန်းလို့မဲ့ရည်တွေနာရည်တွေကြပြီးအားကိုးတကြီးနဲ့ငိုကြွေးနေရှာတာကြည်ရတာတကယ်ကိုစိတ်မကောင်းစရာပါအားရပါရမတိုက်ရင်အညံ့ကြီးတွေမစင်ဘူးဆိုတဲ့အယူအဆနဲ့လူကြီးတွေကတော့သူတို့ရဲ့မီယိုးဖလာအတိုင်းပဲခက်ကြမ်းကြမ်းချိုးပေးနေစေပါပဲနောက်ဆုံးမှာတော့ကလေးငယ်လေးခမညာတကိုယ်လုံးဆက်ပြားတွေနဲ့စင်ကြယ်သွားပြီမဲ့သူ့ရဲ့ငိုကြွေးတန်လေးတွေကတော့နားထဲမှာဆွဲကန်နေခဲ့ပါတယ်